တစ်ခုကပြုလုပ်ခဲ့သည့်အာကုသိုလ်ကံကြောင့်မျက်စိကွယ်ခဲ့ရသည့်ယဟန်အကြောင်းမြတ်စွာဘုရားဓာတ်တော်ထင်ရှားရှိစဉ်45ဝအတွင်းဟောကြားခဲ့သည့်ဒေသနာတော်တစ်ပုဒ်ဝိဘတ်ကျမမလွတ်တာဆိုတဲ့စက္ခုပါဠမထေဝတ္ထုလိုပဲဖြစ်ပါတယ်ခင်ဗျာမကောင်းသောစိတ်ဖြင့်ပြုလုပ်လျင်၎င်းကြံစီလျင်၎င်းပြောဆိုလျင်၎င်းသွား၏ခြေအားနောက်သို့အစဉ်လိုက်၍နေတော်လှဲပင်ကဲ့သို့ထို့အကုသိုလ်ကံသည်လည်းနောက်သို့အစဉ်ကဲ့၍လိုက်လေသည်မနောဥပပင်ဓမ္မအစဖြစ်သောဒေသနာတော်ကိုဇေတဝန်ကျောင်းတော်၌စက္ခုပါဠမထေရအကြောင်းပြု၍ဟောကြားတော်မူသည်ပြစ္ဆုတ်ပံဝတ္ထုဒါဝတိဒီမှာမဟာဝနတထေကြီးသည်ဒေါ်ဆိုတစ်ပင်ကြီး၌ဆူတောင်းခြင်းဖြင့်မွေးဖွားလာသောသားနှစ်ယောက်ကိုမဟာပါဠနှင့်ဇုနပါဠဟုအမည်မဲ့၏အရွယ်ရောက်၍မိဘနှစ်ပါးကွယ်လွန်သွားသောအခါအမွေများကိုဆက်ခံကြသည်ထိုအစဉ်မြတ်စွာဘုရားသည်အနာထပိန်တထေကြီး54ကလေးအကုန်ခံ၍ဆောက်လုပ်လှူဒန်းထားသောဇေတဝန်ကျောင်းတော်၌19ဝဝိတာခဒါယကမကြီးသည်မဟာလလက်တာတစား၏အဖိုးကိုဗရာဏပြု၍18ကလေးအကုန်ခံ၍ဆောက်လုပ်လှူဒန်းအပ်သောပုပ္ပါယုံကျောင်းတော်၌6ဝအပြင်ဒါဝတိပြည်တွင်25ဝတိုင်တိုင်တည်င်းလုံးဝါဆိုတော်မူခဲ့၏အနာထပိန်တထေကြီးနှင့်ဝိတာခဒါယကမကြီးသည်ဒီနေ့နှစ်ကြိမ်ဆုံးခဲ့ရန်တွားကြ၏တွားတိုင်းလည်းလက်ပလာဖြစ်မတော်တာမဏေတို့သည်ငါတို့လက်ကိုကြီးကြကုန်လိမ့်မည်ဟုတွေးတော၍နနက်အခါတွင်ခဲဖွဲဘောဇင်တို့ကိုယူသွား၍ညနေကျအခါတွားတော့ဈေး5ပါးအဖျော်8ပါးတို့ကိုယူဆောင်၍တွားကြကုန်၏ထို့သူနှစ်ဦးတို့အိမ်၌ရဟန်းတော်2000အတွက်ခင်းထားသောနေရာရှိ၏ဇွန်အဖျော်ဈေးအလိုရှိရာရနိုင်၏ထိုစဉ်ကတောဝတိပြည်၌လူဦးရေ9ကလေးနေကြ၍5ကလေးသည်အရိယာတာဝကနှင့်နဂရီတော်လူတို့သည်ပုထုဇဉ်တို့ဖြစ်သည်အရိယာတာဝကတို့သည်နနက်အခါ၌အလှဒါနကိုပေးလျက်ညနေကျအခါတွင်ဗန္နနာတို့ဖြင့်ကျောင်းတော်တို့တွားလေရှိ၏မဟာပါဠလည်းတရားနာလိုတဲ့အခါလိုက်ပါသွား၏မြတ်စွာဘုရားသည်ကြွထိုက်သောမဟာပါဠကိုမြင်တော်မူ၍ဒါနတရားတိလတရားကာမဂုဏ်၏ယုံညံ့ညင်ညူးသောအပြည့်ရောထွက်ခြင်း၏အကျိုးတို့ကိုဟောတော်မူသည်တွင်မဟာပါဠသည်ငါတေးလျင်ငါညီငါစည်းစိမ်တို့သည်ငါနောက်တို့မလိုက်ငါခန္ဓာကိုယ်သည်ပင်ငါနောက်တို့မပါနိုင်ငါသည်လူပေါင်း၌နေ၍အဘယ်အကျိုးရှင်းရနည်းဟုသိမြင်၍ယဟန်ပြုပေးပါရန်လျှောက်ထား၏ဘုရားသခင်ကတဲ့တွင်ခွင်တောင်းအပ်တော်လူရှိလျက်ခွင်တောင်းလေအောင်ဟုမိန့်တော်မူ၍ညီဖြစ်သူဇုနာပါဠထံခွင်တောင်း၏ညီကမိဘမရှိစဉ်အခါတည်းကအကူကြီးကိုအဖအယာထားပါသည်အိမ်၌နေ၍ကုသိုလ်ပြုနိုင်ပါသည်ယခုငယ်ပါသေးသည်ကြီးမယဟန်ပြုပါဟုတောင်းပန်၏ညီမောင်ဘုမယဟန်ပြုလျင်အပေမှာတရားအားထုတ်နိုင်အံ့တော်သည်ဟုဆို၍ညီဖြစ်သူဟာစည်းစိမ်ဥစ္စာများလွှဲ၍ယဟန်ပြုလေ၏မဟာပါဠသည်ဥပဇေဆရာထာ၌9ဝပါလုံးနေထိုင်၍ဝါကျွတ်ချိန်တွင်ဘဝယနာပြုပြီးလျင်ရသော်ဘုရားထံချင်းကပ်ရှိခိုး၍ယဟန်တို့ကျင့်ရသောဝတ်ကိုမေးလျှောက်၏ဘုရားသခင်ကဂန္ဓဒုယကျမ်းဂန်သင်ကြားမှုတာဝန်နှင့်ဝိပဿနာထူရအားထုတ်မှုတာဝန်နှစ်ပါးရှိသည်ဟုဖြေချတော်မူ၏မဟာပါဠသည်ဘဝယနာပြုပြီးတော့မိမိနှင့်တဘောညီညွတ်ရာ6ကျိတ်မြတော်ယဟန်တို့နှင့်ယူဇနာ120ကွာဝေးသောရွာကြီးကိုအမိရွာအနီးတောအုပ်တွင်ကမ္မထံတရားအားထုတ်နေကြရာရွာရှိစည်းစရာတအုပ်ကဈေးဝါများအလိုရှိခဲ့တော်ဟုဖိတ်ကြားထား၏ဝါကတော်နှင့်တွင်ယဟန်6ကျိတ်တို့စုဝေးပြီးဝါတွင်3လပတ်လုံးထခြင်းထိုင်ခြင်းအိတ်ချင်းတီးဟူသောဧရိယာဘက်4ပါးတွင်အိတ်ချင်းသည်မိန်မောမေမျောတက်ခြင်းကြောင့်မမိမရောအားထုတ်နိုင်ရန်ငါသည်ဝါတွင်3လပတ်လုံးလဲလျောင်းအိတ်ဆက်ခြင်းမပြုဟုမဟာပါဠကပြောလျင်ယဟန်တို့ကကောင်းလာပါပြီအရှင်ဘုရားအပမရတရားဖြင့်နေကြပါကုန်၏ဟုအချင်းချင်းတိုက်တွန်းနှိုးဆော်ချကုန်၏ဤသို့အဋိဌံပြုကကျင့်ကြံအားထုတ်နေကြရာတနေ့တွင်မဟာပါဠမထေရမျက်စိတို့မှမျက်ရည်များသည်အိုးပေါင်းမှရိုးရိုးတကဲ့သို့ကြာဆင်းလာသည်ဖြင့်ယဟန်တို့သည်စည်းစရာထ၌မျက်စင်အလူခံ၍မဟာပါဠအားကကြ၏မဟာပါဠလည်းထိုင်လျက်ပင်မျက်စင်ခတ်၏ရွာတို့ဆုံးခံဝင်လေလျင်စည်းစရာကမေးလေတော့မျက်စင်ခတ်ပါ၏နာမြဲတိုင်းပင်ဟုမဟာပါဠကဆို၏မျက်စင်သည်တစ်ချိန်ခက်ယုံနှင့်ပျောက်ကင်းနေကြဖြစ်ပါလျက်အရှင်ဘုရားထိုင်၍ခတ်တော်မြောက်၍ခတ်တော်ဟုမေးတော့မဟာပါဠလည်းစိတ်စိတ်နေပြီးထပ်မံမေးတော့အခါတခါတွားလောဟုဆို၏ဈေးစရာသည်မဟာပါဠကျောင်းသို့တွား၍စုံစမ်းသောအခါ
လျောင်းဒီအိယာကိုမတွေ့လျင်မထေအားလျှောက်ထား၏အရှင်ဖေဟာယဟန်တို့ညီဒီမှာကိုကမျှတအောင်စောက်တီမှသာတရားတော်တို့ကိုအားထုတ်နိုင်ပါမည်လျောင်း၍ခတ်တော်မူပါမျက်စိဝေဒနာပျောက်ကင်းပါမည်ဟုဆို၏မထေလည်းစိတ်ပင်နေ၏ဈေးဆရာကထမ်းမှန်လျှောက်တောင်းပြန်လျင်တကားပြန်လောငါတိုင်ပင်အောင်အံဟုဆိုသည်ဖြင့်ဈေးဆရာလည်းပြန်လေ၏ဈေးဆရာပြန်သွားပြီးနောက်မဟာပါဠိသည်မိမိကိုတိုင်ပင်၏ငါရှင်ဤတန်တရား၌ဘဝပေါင်းများစွာမျက်စိကန်းခဲ့ရသည်မှာတင်ရည်တက်၍ရနိုင်အံ့လောဘုရားရှင်ပေါင်းများစွာလဲခဲ့ရပြီမဟုတ်လောယခုမူတန်တရားမှလွတ်မြောက်ရေးအတွက်ဘဝတွင်3လပတ်လုံးလျောင်းခြင်းအဲ့ဒီယာပုဂ္ဂိုလ်မပြုတ်ဟူ၍နှလုံးနှင့်ဆုံးဖြတ်၍စောက်တည်ခဲ့သည်မဟုတ်လောမျက်စိတို့သည်ပေါက်ကွဲထွက်ပါစေဤခန္ဓာကိုယ်ပင်ပုံညံ့ညံ့ကြည်ပါစေမမေ့မလျော့ခြင်းအပြင်လုံလပြုတ်လီလောဟူ၍မိမိကိုယ်ကိုဆုံးမပြီးနောက်ကမ္မထံတရားကိုပြင်းထန်စွာအားထုတ်၏နောက်တနေ့တွင်ဇောငံကြော့ရာဈေးဆရာကလျောင်း၍ခတ်တလောဟုအတင်းကြီးမေးတော်လဲစိတ်နေလေတဲ့ဖြင့်ဈေးဆရာကအရှင်ဖျားတပည့်တော်ဈေးကုတွေးသည်ဟုတစုံတယောက်ကိုမှမပြောပါလေနဲ့တပည့်တော်လည်းမပြောပါဟုဆိုဟာထက်ခွာတွားလီတော်၏ဈေးဆရာလည်းဇွန်းပယ်တွားလေပြီဖျားဒါဒနာတို့ဝင်၍ယဟန်ပြုစဉ်ကပင်မိမိခန္ဓာကိုယ်ကိုစွန့်လွတ်သောစိတ်ဖြင့်ဝင်ခဲ့တယ်မဟုတ်လောမျက်စိဝေဒနာကြောင့်ဖျားတရားတော်ကိုအဘယ်ကြောင့်မေးလျော့အပ်ပါမည်နည်းမမေးလျော့ခြင်းဖြင့်လုံလပြုလေလောဟုကိုစင်ကျင်ဆုံးပါပြီးကမ္မထံတရားကိုကြိုးစားအားထုတ်ခြင်းပြုခဲ့ရာမိုးတောက်ရန်အကြတွင်နှစ်ဖက်တော်မျက်စိတို့ပောက်ကွဲပျက်စီးတဲ့နဲ့မရှိမနှောက်ပင်ဒုက္ခဝိပဿကဇံမရသောယဟန္တာအဖြစ်သို့ရောက်ရှိတော်မူလေ၏ဇွန်ခံချိန်ရောက်လျင်အဖို့ယဟန်တို့ကမဟာပါဠအားအကြောင်းကြားလေတော့ငါရှင်တို့လာတွားကြပါငါမျက်စိတို့ကွယ်လေပြီဟုဆိုမှယဟန်တို့လည်းတိကြရတဲ့ဖြင့်ကြီးစွာသောစိတ်မကောင်းခြင်းပြကြပြီးနောက်အရှင်ဖျားမစိုးရိမ်ပါနဲ့တပည့်တော်တို့လှုပ်ကြွေးကြပါမည်ဟုဇွန်ခံထွဲကြရွာသားတို့လည်းမဟာပါဠကိုမမြင်ရ၍မေးလျှောက်ရမှမျက်စိပြတ်သောအဖြစ်ကိုတီး၍ပူဆွေးဘိုးကျွေးကြပြီးဘိုးမိုးတရားကြီးညိုစွာလှုပ်ကြွေးကြကုန်၏ထိုအခါမှစ၍သက္ခုပါဠမထေတွင်တည်းသက္ခုပါဠမထေသည်6ကျိတ်များသောယဟန်တို့အားဟောပြောပြတဆုံးမခဲ့ပြီးယဟန်6ကျိတ်တို့လည်းတရားကိုအားထုတ်ကြရာတည်င်းကျော်လာပြေပုံဝရဏာနှင့်အနီး၌ယဟန်နာများဖြစ်ကြလေသည်ဝါကျွတ်လျင်ယဟန်6ကျိတ်တို့ဖျားတခင်ထံဖူးမြင်ရန်တွားကြ၏သက္ခုပါဠမထေလည်းမိမိမျက်စိကြောင့်ယဟန်6ကျိတ်တို့ခရီးနှောင့်နေခြင်းမရှိစေလို၍ငါရှင်တို့ငါညီသုဏပါဠကိုပြောကြပါတစုံတယောက်တော်သူကိုဆေလွတ်ခေါ်မှလာခဲ့တော်မည်ဟုမှားကြားလိုက်၏တာဝတ္ထုပြည်တို့ရောက်လျင်မဟာပါဠမထေပါမလာ၍မေးလျှောက်ရမှအကြောင်းစုံကိုသိရပြီးစိုးရင်ပူပန်စွာဖြင့်သူဖြစ်သူပါဠိကအားတာမဏိပြုစေ၍သက္ခုပါဠမထေကိုပင့်ဆောင်ခဲ့ရန်ဆေလွတ်လေသည်ပါဠိကသည်သက္ခုပါဠမထေထံတွားရောက်၍သူဖြစ်သူပါဠိကဖြစ်ကြောင်းလျှောက်ထားသဖြင့်တာဝတ္ထုပြည်တို့ပါဠိက၏တောင်ဝေးကိုကင်ကအတူလိုက်ပါခဲ့သည်ဤတို့လာခဲ့ကြရာသောအုပ်တစ်ခုအတွင်ထင်းခွေမိမတယောက်၏တခြင်းတံကိုကြားရလျာပါဠိတာမဏိလင်သက္ခုပါဠအားအရှင်ဘုရားဤတွင်ခိတ္တနာပါအောင်တပည့်တော်ကိုလက်တုတ်တင်လိုပါသည်ဟုပြော၍ထင်းခွေသောမိမနှင့်ပေါင်းဖော်ခြင်းကိစ္စအမှုကိုပြုလေသည်သက္ခုပါဠမထေကပါဠိကလည်းကြံ့ကြာလာသည်မိမတခြင်းတံလည်းကြားရသည်ပါဠိကတာမဏိတီလာပြက်လေပြီဟုစဉ်းစားမိလေသည်ပါဠိကတာမဏိပြန်လာပြီးတောင်ဝေးကိုကိုင်ဆွဲ၍ခရီးဆက်မည်ပြုလေရာတင်သည်ရုံမာတော်အမှုကိုပြုတော်သူဖြစ်သည်ငါတောင်ဝေးဆုံးကိုမကင်ကောင်းတော့ပြီဟုဆိုတော့သည်ပါဠိကလည်းအလွန်ထိတ်လန့်ခြင်းသူဝစ်လဲပြီးတော့အရှင်ဖျားတပည့်တော်လူဖြစ်ပါပြီတာမဏိအဝတ်ကိုဝတ်ခဲ့ဒီမှာတရား၍မဟုတ်ပါလန်ခီ၌ဘေးရန်ကိုကြောက်၍တာဝိရခြင်းဖြစ်ပါသည်ခရီးဆက်ကြပါဟန်ဟုဆိုတော့သက္ခုပါဠမထေလဲငါတင်းနဲ့မလိုက်တော့ပါထိုအခါပါဠိကအရှင်ဖျားဒီတော့ရ၌ဘေးရန်များစွာရှိပါသည်လိုက်တော်မူပါတော့ရ၌ဘေးဖြစ်၍တည်တော်လဲတေးပါစေလူမိုင်းနှင့်ခင်မောမဖွဲ့လိုပါငါမလိုက်တော့ပါဟုဆိုလေတော့ပါဠိကလည်းထိတ်လန့်ငိုကြွေးလျက်သက္ခုပါဠမထေကိုထားခဲ့ပြီးပြေးလေတော်သည်သက္ခုပါဠမထေ၏တကိုးတော်ကြောင့်တရားမင်းဆရာတာဝရိဏ၌ကပလာမြတ်ချောက်ဖြာတင်၍လူပြည်တို့ကြည်လေတော့သက္ခုပါဠမထေ၏အဖြစ်ကိုတင့်မြင်ရလေလျင်တာဝပြည်လူပြည်တွားမိခရီးတဲ့ဟန်ဆောင်လျက်သက္ခုပါဠမထေနေခဲ့ဘူးသောကျောင်းတင်ငယ်အရောက်ပို့ပြီးကသက္ခုပါဠတကြွယ်အိမ်တို့တွား၍သက္ခုပါဠမထေရောက်လာသည်ကိုလည်းအကြောင်းကြားလေ၏သ
သကူပါလာမထေလဲလင်းမြန်စွာရောက်လာရတော့အဖြစ်ကိုဆင်ခြင်၍ဤသူသည်လက်တကြားဖြစ်သည်ဟုဆိုလေ၏ဆိုလာပါလာသည်နောင်တော်၏ခြေကိုဖက်၍ငိုပြီးတော့မိမိကျွန်းလျောက်အားရှမ်းသားမဏိပြုစေ၍သကူပါလာမထေအားလှုပ်ကြွေးကြစေ၏တနေ့တွင်ဇနဘုံမှယဟန်တို့သည်မြတ်စွာဘုရားအားဖူးမြင်ရန်လာကြကုန်သည်ကြောင်းစဉ်အတိုင်းလာကြ၍သကူပါလာမထေအားဖူးမြင်ရန်အတော်မိုးတဲထန်စွာရွာ၍ယနေ့မိုးချုပ်ပြီးလက်ပြန်နက်နက်စောစောမှတွားရောက်ဖူးမြင်မည်ဟုကြံစီထားကြ၏မိုးဒီ၎င်းရန်တွင်ဆဲ၏သကူပါလာမထေသည်ကမ္မထံကိုအားထုတ်၍မိုးတောက်ရန်တွင်ဇင်းညံသွားလေ၏ဇင်းညံဦးမိုးဆိုသောမြေတို့တွင်မိုးရေဖြင့်အတောင်ဆို၍ရေတွင်ကျနေသောဘိုးဖလန်တို့ကိုနင်းမိသည်ဖြင့်ဘိုးဖလန်တို့တည်ကြည်ကြကုန်၏လက်နက်မိုးတောက်၍သကူပါလာမထေကိုဖူးမြင်ရန်လာကြသောဇနဘုတ်ယဟန်တို့သည်ဇင်းညံ၌ဘိုးဖလန်တို့တည်နေကြသည်ကိုမြင်သောအခါမျက်စိမြေစင်ကဇင်းညံမတော်အိပ်၍သာနေပြီးတရားကိုအာမထုတ်ခဲ့မျက်စိမမြင်မီဇင်းညံသွား၍တတော်ဝါတို့ကိုတည်ကြည်ကြရသည်မိမိအကျိုးစီးပွားအတွက်ကျင်ကြံပါတော့လဲအကျိုးမဲ့ကိုသာပြုမိလေသည်ကဲရဲ့ကြကုန်၏တို့များနဲ့အားမရ၍ဖျားတံလျှောက်ထားကြ၏မြတ်စွာဘုရားကယဟန်တင်းတို့သည်သကုပါလမထေတက်ဒီကိုမြင်တယ်လို့ဟုဆိုတော့မမြင်ပါဘူးဖျားတင်းတို့သည်သကုပါလတက်ဒီကိုလည်းမမြင်သကုပါလသည်လည်းဘိုးဖလန်တို့ကိုမမြင်ယဟန်နာသည်တတော်ဝါတို့ကိုတေစီလိုသောစိတ်မရှိဟုမိန့်တော်မူ၏ယဟန်တို့ကအရှင်ဘုရားယဟန်နာဖြစ်လျက်အပေကြောင့်မျက်စိကန်းရတနည်းဟုမေးလျှောက်လေသောအခါယဟန်တို့သကုပါလမထေဒီကရှေးမကောင်းမှုကံကြောင့်ကမ်းပေသည်ရှေးမကောင်းမှုကံကြောင့်ကမ်းကြောင်းကိုမိန့်တော်မူပါဖျားမြတ်စွာဘုရားသည်အတိတ်ဆောင်၍ဟောတော်မူ၏ရှေးလွန်လေပြီးသောအခါဘာယာနတိပြည်တွင်သကုပါလမထေအလောင်းသည်ဈေးစရာဖြစ်ခဲ့သည်မိမတယောက်မျက်စိနာဒီကိုမြင်လေလျင်တင်းယောဂကိုငါကုမီအဘိုးအခညီမြဘိမ့်မြင်နည်းဟုမေ၏မိမလည်းဖျောက်ခြင်းသောဖြင့်ငါမျက်စိမြင်လျင်ငါနှင့်တကွာသားသမီးများပါကြွခံမည်ဟုဆို၏ဈေးစရာလည်းကောင်းမည်ဟုဆိုကစေးတစ်ချိန်ခပ်ပေးုံနဲ့မိမ၏မျက်စိတို့သည်ပြန်၍မြင်လင်တော့သည်မိမသည်မျက်စိမြင်လေလျင်ကြွခံရမှကြောက်ပြီးမမြင်ဟန်ဆောင်နေလေသည်ဈေးစရာကမြင်ပြီလားဟုမေးလျင်မမြင်သေးပါရှေးကားထက်ပို၍နားသေးသည်ဟုဆိုသည်ဈေးစရာလည်းထိုမိမလှည့်စားကြောင်းတီးသည်ဖြင့်အမျက်ထွက်ပြီးကန်းစီတတ်သောဈေးကိုခပ်ပေး၍မိမလည်းကံမြဲတိုင်းပြန်၍ကန်းရလေချက်သားရဟန်းတို့သကုပါလမထေပြုခဲ့တော့မကောင်းမှုသည်နောက်မှအစဉ်လိုက်ခဲ့သည်ဖြစ်၏လဲဆွဲသောနားသား၏ခြေရာနောက်တို့လဲပိန်သည်အစဉ်လိုက်တကယ်တို့သည်ဟုရသော်ဘုရားတခင်သည်ချက်သားတို့စိတ်သည်နန္တရား၏ရှေ့ဆောင်ကြည်မှုဖန်တီးသူဖြစ်၏အကျဉ်သူသည်မကောင်းရုံမှသောစိတ်ဖြင့်ပြောတော်၎င်းပြုလုပ်တော်၎င်းကြံစီတော်၎င်းလဲပိန်သည်နွား၏ခြေရာနောက်တို့အစဉ်လိုက်တကယ်တို့မကောင်းသောစိတ်ဖြင့်ပြောမိပြုမိကြံစီမိတို့၏နောက်တို့ဆင်းရဲဒုက္ခများသည့်ဘဝများစွာဖြစ်လေရာ၌အစဉ်လိုက်လေ